ဗုဒ္ဓဘာသာမြတ်မာပြည်ပြီဒါနကိုလည်းပြုရသည်သီလကိုလည်းစောင့်တည်ရမည်ဘာဝနာကိုလည်းပွားများကြအားထားသဘာပွားများကြသူတော်စင်တွေအမောင်ကိုကွေလို့အလင်းတော့ရောက်ချင်ကြပြီတန်တရားကိုတကယ်ယုံမုံပါမ30ဘုံကယုံထွက်ကုန်ရဟောဒီ30ဘုံကလူကြီးရလေဘုရားဘာသာမြန်မာလူမျိုးများပြည်ပြီဒါနသီလဘာဝနာတရားများပွားများနိုင်ကြစေရန်ဒီပီဆရာတထားမောင်နဲ့အတူကျွန်တော်ဒေသရှင်မောင်ကြည်ဖြိုးကျော်တို့ကနိဗ္ဗာန်သောတေးသချင်းလေးနဲ့အတူနိဗ္ဗာန်အကျိုးမျှော်၍တို့သောတိုက်တွန်းလိုက်ရပါကြောင်းဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာခဏိဒုက္ခနိဗ္ဗာန်ရွှေပြည်တတ္တဝါများတွေ့တကားဖွင့်ထားသည်နိဗ္ဗာန်ရွှေပြည်တတ္တဝါများတွေ့တကားဖွင့်ထားသည်သွားလို့လေတကယ်မဝေးသစ္စာလေးပါမြတ်တရားကိုပိုက်ချခင်မြေ